အားလုံးပဲမင်္ဂလာပါတဒါရဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့တဒါကပွဲလေးနှစ်ပွဲတော့ရွေးချယ်ထားတယ် internet လက်ချီပွဲရဲ့နောက်တစ်ခုကတော့ဒီ Hoffenheim နဲ့ Gladbach ပွဲစဉ်လေးတော့ရွေးချယ်ထားတယ်ပထမဆုံးအနေနဲ့ပေါ့ internet လက်ချီပွဲကိုတဒါတော့ပြပြပေးသွားမယ် Inter ရဲ့ဒီပြီးခဲ့တဲ့၅ပွဲမှာတော့ပေါ့နော်ဒီ၃ပွဲဆက်တိုက်ကို Inter ကနိုင်လာခဲ့တယ်ပြီးတော့နောက်ဆုံးတစ်ပွဲကိုတော့တရေကျသွားခဲ့တယ်ရှင် Inter ကရှုံးပွဲတော့မရှိသေးဘူး Inter ရဲ့ခြေစွမ်းတွေကကောင်းတဲ့ထက်မှလည်းပါတယ်ပြီးတော့ရာမှတ်တွေအဆင့်တွေလည်းကောင်းနေတယ်ရှင်ရာမှတ်မှာဆိုရင်လည်းပေါ့နော်43မှတ်နဲ့အဆင့်1နေရာမှာတော့ရှိနေတယ်လက်ချီရဲ့ရလက်ကတော့တိတ်ပြီးကောင်းတဲ့ထက်မှာတော့မရှိဘူးနောက်ဆုံး၅ပွဲမှာဆိုရင်ဂျာကိုက3ဂိုးလောက်ပဲရှိခဲ့တယ်ခြေစွမ်းတွေကကျနေတဲ့အပြင်ပေါ့နော်ဒီအဝေးကွင်းပိုင်းမှာလည်းစွမ်းဆောင်ရည်တွေကအားနည်းနေတယ်လက်ရှိဘူကီရီပေးထားတဲ့ကြေးမှာကြတော့နှလုံးတစ်ဝက်ရှုံးနေ9ပေါင်းက3လုံးပြည့်ရှုံးနေတော့ကြေးရပေးထားကြေးကတော့နည်းနည်းတော့ပြင်းနေရှင်ဒီပွဲမှာတော့တရားကနော်အင်တာဘော်ဒီနဲ့9အောက်လို့တော့တရား3တက်ထားတယ်နောက်တစ်ခုဟိုပင်ဟင်းနဲ့ဂလာဘက်ပွဲစဉ်မှာဆိုရင်ဟိုပင်ဟင်းရဲ့ပွဲရလက်မှာတော့ဒီ2ပွဲနိုင်2ပွဲတည်နဲ့တပွဲတာသူကရှုံးထားတယ်ခြေစွမ်းတွေကတော့မှန်မှန်နေဘူးပေါ့နော်ဒီအသက်အကျနဲ့တော့ရှိတယ်ဟိုပင်ဟင်းကဒီခြေစွမ်းတွေကောင်းပြီဆိုရင်လည်းဒီပွဲတစ်ခုချင်းမှာပေါ့နော်ဒီ3ဂိုး4ဂိုးလောက်အထိရာဂိုးတွေယူနိုင်တာတော့တွေ့ရတယ်ဂလာဘက်ကပြီးခဲ့တဲ့ဒီ9ပွဲမှာတော့ဒီနောက်ဆုံးတစ်ပွဲကိုပေါ့နော်ဒီ4စီးနဲ့6ပြတ်သူကနိုင်လာခဲ့တယ်ထိုင်တာတွဲဆုံခဲ့တဲ့ဒီဟိုပင်ဟင်းရဲ့ဒီအိမ်ကွင်းမှာတော့ပေါ့နော်ဒီဂလာဘက်က9ပွဲအထိတောင်သူကနိုင်ဂိုးတွေယူထားခဲ့တယ်ပေါ့နော်နိုင်ခဲ့တယ်ရှင်လက်ရှိကြေးမှာတော့ဒီအပြည့်ရှုံးနေဒီဂိုးပေါင်းက3လုံးပြည့်ရှုံးနေပေါ့နော်ဒီဟိုပင်ဟင်းဘက်ကတော့ကြေးရပေးထားတယ်ဒါတော့ဒီပွဲကိုပေါ့နော်ဒီဂလာဘက်ဘော်ဒီနဲ့တော့ဂိုးဘော်တော့ရွေးထားတယ်ရှင်ဒါနဲ့အကြိုက်တူမှာပေါ့နော်ဒီလိုက်ကစားပါရှင်မကြိုက်တော့ပက်ကန်နိုင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်အကိုတို့အားလုံးအဆင်ပြေကြပါစေနော်